ဒီနေ့ဆရာကြီးတို့တင်ပေးမဲ့ကဏ္ဍကပြောပြမယ်နော်ဆက်ဆရာကြီးတို့တုံညနဲ့ခခွန်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီသုံးလုံးပေါင်းချင်းဒီခွန်တုံညဖြစ်တဲ့အတွက်ကြောင့်တုံညနဲ့ခသည်ခွန်နော်ခွန်ဆိုတော့9သည်နှစ်ပေါင်းချင်းဆိုတော့ခွန်နှစ်ပရိတ်9နဲ့ခသည်3ဒီသုံးလုံးပေါင်းချင်း3ခွန်ပရိတ်6တိပေါင်းချင်းခွန်6ပေါင်းချင်းဆိုတော့3နှစ်နဲ့ခသည်4ဆိုတော့နှလုံးပေါင်းချင်း4နော်ဆိုတော့1နဲ့3နဲ့ပေါင်းက4ဆိုတော့3ပရိတ်ဟုတ်ပြီနော်မနည်းကနှစ်1အောင်မြင်သွားတဲ့ဆိုင်3ညနဲ့ခခွန်ဒီသုံးလုံးပေါင်းချင်းခွန်ပါပါသည်2နဲ့ဒီမှာ6ထိပ်ခုနရထားတာခွန်ပရိတ်ဆိုတော့6တိပေါင်းချင်းခွန်9နဲ့ခသည်3ဒီသုံးလုံးပေါင်းချင်းက3ပါပါ8ခုနရထားတာ3ပရိတ်ဆိုတော့2 1ဆိုတော့ပြန်ပြမယ်3ညနဲ့ခသည်ခွန်ပါပါသည်2ပါပါသည်ခွန်6တိ9နဲ့ခသည်3ဒီသုံးလုံးပေါင်းချင်း3ပါပါသည်8ဒီနှလုံးပေါင်းချင်း8ပါပါသည်3နဲ့နှလုံးပေါင်းချင်း3ပရိတ်ဆိုတော့ခုန3ပရိတ်ဆိုတော့2 1 9နဲ့ခသည်3ပါပါသည်8ပါပါသည်3နဲ့3ပရိတ်နဲ့2 1ထွက်သွားတယ်2နဲ့ခသည်4ဒီသုံးလုံးပေါင်းချင်း4ပါပါသည်9ဆိုတော့4ပါပါသည်9ဆိုတော့ခွန်ထိတ်3ညနဲ့ခသည်ခွန်ပါပါသည်2 9နဲ့ခသည်3ပါပါသည်8နှစ်နဲ့ခသည်4ဒီသုံးလုံးပေါင်းချင်း4ပါပါသည်9ဆိုတော့လုံးပေါင်းချင်း9ပါပါသည်4ဆိုတော့4ပရိနဲ့ဆိုတော့ခွန်ပိုင်မယ်နော်